လောကကြီးကစိတ်ပြက်ပွဲဖြစ်ပြီးစိတ်ထဲမှာ6တွေ့ဖြစ်ပြီးလောကကြီးကိုညှင်းငွေ့ပြီးဘာလို့မှမသိလောက်အနေထားမျိုးတွေဖြစ်တဲ့အခါမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဆင်ញင်ပွားများလိုက်လို့ရှင်စိတ်အားတွေလန်းဆန်းပြီးတော့ပြန်တက်ကြွလာအဲ့ဒီအားတွေကိုယူပြီးတော့ပြန်ပြီးဆင်ញင်သုံးသက်ဝိပဿနာထပ်ပြီးတော့ရှုတဲ့အခါမှာဉာဏ်စွမ်းတွေပိုထက်လာတဲ့ဒီလိုနည်းစနစ်တွေရှိတယ်ပေါ့တရားတရားတွေတိုးပွားလာအောင်လှုပ်ပြီးတော့ပေးကြရတဲ့ထဲမှာဘုရားရဲ့ဂုဏ်တော်တွေမကြာခဏဆင်ញင်ပြီးကိုယ့်ကိုအားပေးတာဆင်းရဲဒုက္ခရောက်တဲ့အခါမှာလည်းမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆင်ញင်ပြီးတော့ကိုယ့်ရဲ့ဒုက္ခကိုကြိတ်မိတ်ပြီးတော့ခံစားကြအဲ့ဒါလို့မဟုတ်လို့ရှင်ကာယကဒုက္ခခံစားနေရတဲ့အချိန်မှာစေတသိကဒုက္ခလို့ခေါ်တဲ့မကျေနပ်မှုတွေစိတ်တိုမှုတွေဒါတွေဒေါသတွေကကိုယ့်ကိုလွှမ်းမိုးလာပြီဆိုတဲ့အခါမှာလူတွေမှာအ ਨੇ ဆုံးတော့ကိုယ့်ကိုပြောကြတယ်သိလိုက်ရင်ကောင်းတယ်တကယ်တော့မသိခြင်းမှမဟုတ်ပါဘူးเนาะသို့တော့ဒုက္ခမခံနိုင်တဲ့အခါအဲ့ဒါမျိုးဖြစ်တယ်အဲ့လိုသိလိုက်ရင်ကောင်းမယ်လို့တွေးနေမဲ့အစားဒီလိုဒုက္ခတွေလွတ်မြောက်အောင်မြတ်စွာဘုရားကဟောတာပါလားဒါတဏှာတွေကဒုက္ခဆိုတာဒါပဲ